လူတိုင်းကနောက်ဆုံးစားခဲ့တဲ့တရဝအဖြစ်ပြောင်းလဲသွားတော့မယ်တယောက်ကကြက်တောင်ပန်းစားထားလို့ဘုံဆိုပြီးချက်ဖြစ်သွားတယ်တချို့ကခောက်ဆွဲမွေးကြိုင်ထုတ်စားလို့နွားတွေဖြစ်ကုန်ကြတယ်ပြီးတော့ဒီယူတယောက်ကတော့ရုပ်ချင်းစုပ်ပြုတ်ကိုအတင်းတောက်ချလိုက်တာလူတွေကကဘာကြီးကိုဖျက်ဆီးနေလို့ကဘာကြီးကပြန်တိုက်ခိုက်ဖို့24နာရီအတွင်းဒိုင်လိုဆောကြီးဖြစ်ပြီးတောင်းကျမ်းတော့မယ်လူတိုင်းကစားထားတဲ့အပေါ်မူတည်ပြီးအတွင်ပြောင်းရမှာမင်းကတော့နောက်ဆုံးမှာကြက်ကြော်မှာစားထားတာလေဒါကအစာကွာအင်းဆက်ရဲ့အောက်ဆုံးအဆင့်ပဲတားရဲတိုင်းကြီးရောက်လာတာနဲ့ကြက်တွေကအရင်ဆုံးအစားခံရမှာမင်းကြောင့်နေတော့မှပဲတငယ်ချင်းဝန်ဆောင်ဟန်ရောက်လာတယ်သူကတော့အရန်တက်ကြွနေတာဘာလို့လဲဆိုတော့ကဘာကြီးကနောက်ဆုံးစားတဲ့တရဝဖြစ်မယ်ပဲပြောတာလေအခုခေတ်တရဝဖြစ်ရမယ်လို့မပြောထားဘူးသူ့မိသားစုကစောက်လုပ်ရေးကုမ္ပဏီဆိုတော့လွန်ခဲ့တဲ့ရက်ပိုင်းကတောင်ပေါ်ရွာမှာတူးရင်နဲ့ T-Rex ရုပ်ချင်းတွေ့ထားတာအဲ့ဒါကိုစားလိုက်ရင်အကောင်းဆုံးအမဲလိုက်တရဝဖြစ်ပြီးလေစင်တွေကြားတွေဆိုတာဘာမှမဟုတ်တော့ဘူးဒါနဲ့မင်းတို့နှစ်ယောက်အဲ့ဒီရွာကိုတမ်းပေါင်းကြတာပေါ့ဒါပေမဲ့ရောက်တော့တထေးကစကားဖြတ်တယ်လူတိုင်းကဘာကြီးရဲ့တတိပေးချက်ကိုကြားထားတာပဲလေတားရဲလိုင်းကြောင်းသိတာနဲ့သူကအဲ့ဒီရုပ်ချင်းကိုတင်လိုက်ပြီးတထေးကပြုံးစီစီနဲ့ T-Rex ရုပ်ချင်းထက်ကောင်းတာရှိတယ်ဆိုပြီးငါကန်တဲကလိတ်စိမ့်လေးတစ်ကောင်ထုတ်ပြတယ်ပြီးတော့မင်းတို့ကိုသတင်းပေါက်တမ်းမွေရိုက်ထားတဲ့တဲထဲမှာပိတ်လောင်လိုက်တာဝန်ကတော့စိတ်ပြက်နေပြီဒါပေမဲ့ကံကောင်းတာကသူကမင်းညကအသားစားလေးကြီးစားထားတာလိတ်ဆိုပေမဲ့ဒီကောင်တွေကပေါင်440အထိကြီးနိုင်ပြီးတိုက်စစ်ရောခံစစ်ရောအလန်းစားပဲမင်းကျိုးဖို့အိတ်ထဲပြန်စစ်တော့လေအတင်စားခောက်ဆွဲနဲ့ဟောတော့အမွေးကြိုင်ထုတ်ပဲရှိတယ်။နွားဒါမှမဟုတ်ဝက်ပဲဖြစ်မှာလေ။နှစ်ကောင်လုံးကအားနဲ့လုံးနဲ့မင်းတငယ်ချင်းကိုပဲအားကိုးရတော့မယ်ကြံတုံးမှာအကြံတစ်ခုရသွားတယ်။လူက